ဈေးမှာ900ဘူး3ပင်လောက်ပဲရတဲ့အိုးမုံညင်းပင်လေးတွေကိုယ်တိုင်စိုက်ကြည့်မှာဖြစ်ပါတယ်။အပင်ပြိုးပြီးမှရွှေ့စိုက်ရမှာမလို့ဒါကတော့ကျွန်တော်ပြိုးပေါင်လေးလုပ်နေတာပါ။ပြိုးပေါင်လေးလုပ်ပြီးွားရင်မျိုးစီလေးကိုအပေါ်ကနေလိုက်ပြီးကျဲပါမယ်။ဒါကတော့ကျွန်တော်ငှားထားတဲ့ဖြတ်လျှောက်ပါ။မျိုးစီလေးတွေကျဲပြီးွားပြီဆိုရင်အပေါ်ကနေကျွန်တော်တို့မြေပပလေးပြန်ပြီးတော့ဖြူပေးပါမယ်။ဒါပြီးရင်တော့ကျွန်တော်တို့ရေလောင်းရပါမယ်ရေလောင်းတဲ့နေရာမှာတတိထားရမှာကမျိုးစီလေးတွေလွင့်သွားမှာဆိုလို့တတိလေးနဲ့လောင်းရပါမယ်ရေလောင်းပြီးလို့3ပတ်လောက်ကြာတဲ့အခါမှာတော့အခုလိုရွှေ့ဆိုင်လို့ရတဲ့အပင်လေးတွေရပါပြီမုံညင်းပြိုးပင်လေးတွေရွှေ့ဆိုင်ဖို့အတွက်ကျွန်တော်နှုတ်နေတာဖြစ်ပါတယ်ပြိုးပင်လေးတွေအရွက်4-5ရွက်ထွက်နေပြီဆိုရင်ရွှေ့ဆိုင်ဖို့အကောင်းဆုံးအချိန်ဖြစ်ပါတယ်တပင်နဲ့တပင်6လက်မလောက်ခွာဆိုင်ရပါမယ်။အုံးမုံညင်းပင်လေးတွေဟာတအားနှုတာကြောင့်ရေကိုမနက်တစ်ချိန်ညတစ်ချိန်လောင်းပေးဖို့တော့လိုပါတယ်။မြေခြောက်သွားတာနဲ့သူကနွမ်းသွားတဲ့အပင်အမျိုးအစားဖြစ်တာကြောင့်ပါ။ရွှေ့ဆိုင်ပြီးတစ်လအကြာမှာတော့အပင်လေးတွေကနှုတ်လို့ရပါပြီ။အုံးမုံညင်းပင်လေးတွေကအခုနောက်ပိုင်းမှာတော်တော်များများခေတ်စားလာပြီးတော့ဟော့ပေါ့တို့ဂျီအိုတို့နေရာတကာမှာအသုံးများလာတဲ့အပြင်စိုက်တဲ့ရက်ကလည်းအစအဆုံး45ရက်လောက်ပဲကြာတာကြောင့်စိုက်ပျိုးရေးလုပ်ငန်းရှင်အများစုစိုက်လာတဲ့အပင်အမျိုးအစားဖြစ်ပါတယ်။ကိုယ်တိုင်စိုက်တာဆိုတော့ပိုးသက်စေးလုံးဝမသုံးပါဘူးဒါကြောင့်ပိုးပေါက်လေးတွေအနှဲငယ်တော့ပါနေပါတယ်မျိုးစေ့ထုံးမှာပါတဲ့မျိုးစေ့အနည်းနည်းကိုပဲကျွန်တော်စိုက်တာတော့အပင်တွေကအများကြီးရနေတာကြောင့်အကြီးဆုံးအပင်တွေပဲရွေးနှုတ်လိုက်ပါတယ်အရင်မကြီးသေးတဲ့အပင်လေးတွေကိုတော့နောက်ရက်မှနှုတ်စားဖို့ခြံထားလိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်နောက်လည်းကျွန်တော်ကိုယ်တိုင်စိုက်ရင်ရလာတဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးမှာမလို့ Agri Bami ကို Facebook, YouTube, TikTok ကြိုက်တဲ့ platform ကနေစောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ